morning ပြေးဖို့အတွက်ဇိုင်းကာလာဘာညာတရကပြင်ဆင်နေပေါ့နော် let's go ပင်ချင်းရအကျယ်ရွယ်ရန်အေးချမ်းနေရောအိမ်ရနောက်လေးမှာပဲအဲ့လိုပန်းညံကျဲရှိအောင်မလို့ပြေးဖို့အတွက်ကတော့လုံးဝ okay ပါတယ်ပတ်ပြေးပြီးသွားပြီဆိုတော့ပြန်มาမယ်ပြန်มาပြီဒါတော့လမ်းမှာ my basket တော့ဝင်ပြီးတော့တွေ့ရတယ်တခါလေကင်မရာကိုနောက်ပြန်ဆုပ်ပါတယ်ဒါပေမဲ့တောက်လို့မရဘူးရှစ်ဆက်သွားလို့ရှိတယ်ဆက်သွားပြီးသွားလို့ရှိရင်တောက်စရာရေးစားစရာရေးအများကြီးရှိပေမဲ့ကဖိန်းနဲ့လည်းမတည့်ဘူးဆိုတော့ဘယ်နဲ့တဲ့ဟာရှိအော်တဲ့နာနုတော့ပါမင်းမကိန်းမုံနေအများကြီးရှိပေမဲ့အများကြီးရရွေးလို့မရဘူးလုံလဲသွားအောင်မဆိုတော့ချိန်မမီမှာဆိုလို့ဂျပန်ကိန်းမုံတွေအကုန်စားကောင်းပါတယ်ရရွေးစရာမလိုဒါပဲယူလိုက်တော့မယ်ရတာရှိပါတယ်ဘာနဲ့နေအကုန်လုံးကရတာရှိတယ်ဆိုကျိုးလှလေးကြော်မယ်လို့ဆိုပြီးစောက်ခွဲရရလို့ဖြစ်သွားပါတယ်ဘလုံးမလှလို့မရတော့ပါဘူးဘလုံးမမရတော့တာပါလှအောင်တော့ကြံဖန်ပြီးတော့ဘောနော်လုပ်ကြည့်ပါသေးတယ်တိချာလေးဟိုဘက်ဒီဘက်လှည့်ပြီးလုံးလေးမြင်ဖြစ်လာမလားလို့ဆိုပြီးတော့လုပ်ကြည့်ပါသေးတယ်ဒါပေမဲ့မရတော့ပါဘူးဘလုံးမလုပ်လို့မရတော့လုပ်လေးပိုဆိုးလေးတွေဖြစ်လာလို့နောက်ဆုံးမှလက်လျှော့လိုက်ရပါတယ်စားထည့်ဖို့ပါမစ်သွားပါတယ်စားလည်းမထည့်လိုက်ရပါဘူးကျုပ်စားမပါဘူးဒါပေမဲ့အငန်ကြောက်တဲ့လူဆိုတော့စားမပါတာလေအဆင်ပြေပါတယ်ဒီတိုင်းပဲစားလိုက်ပါတယ်ကိုဖြစ်နေကို orange ကျူကျူရခွဲနေကြည့်ထားတာလို့ခွဲလို့ရှင်တမွားရင်မွားနေစရာမလိုပဲနဲ့ဇက်ထဲကိုမြန်ဆန်ထည့်လို့ရတာမဟုတ်လို့ခွဲပါတယ်နွားတို့ပူလေးတောက်ချင်လို့မလို့ထည့်ပြီးတော့ကြိုပါတယ်အရင်တနေ့ကကြိုတာအကြိုများသွားပြီးတော့ကုန်ရှမ်းလန်ကြကုန်တာနည်းနည်းလေးပဲတောက်ရတော့သုံးပုံတစ်ပုံလောက်ပဲတောက်ရဒီနေ့တော့တေချာလေးစောင်းပြီးတော့နည်းနည်းလေးပဲလုပ်ပါတယ်ပြီးသွားပါပြီပြီးတော့မြန်လေးချိုးပါမယ်စားမလုပ်လို့မရတော့တဲ့အနေထားကိုရောက်သွားပါတယ်ဘာလို့လဲဆိုတော့လုပ်ငန်းခွင်ထဲမှာဘာနေဘသူဘာပြောငြိမ်နေလိုက်မယ်ဆိုတဲ့အချင်းရှိတယ်လုပ်ငန်းခွင်ထဲမှာမဟုတ်ပါဘူးအပြင်မှာလည်းလို့ပဲအပြင်လူမှုဆက်ဆံရေးတွေမှာလည်းဘာဖြစ်ရတယ်မဖြစ်ဘူးငြိမ်နေလိုက်မယ်ပြောရင်ဆက်ပြောတယ်မပြောရင်ဒီလူနဲ့ကိုယ်နဲ့မကိုက်တော့ဘူးဆိုရင်ဒီတိုင်းလေးပဲနေလိုက်တယ်ဆိုပေမဲ့လုပ်ငန်းခွင်ထဲမှာကြတော့နဲ့အဆင်မပြေတာဘာညာရှောင်လို့လည်းမရအောင်နေတိုင်းတွေ့နေတာဆိုတော့ပြောရပါမယ်ပြီးတော့ကိုယ်နဲ့အဆင်မပြေတဲ့အကြောင်းကိုလည်းထက်လူကြီးတွေအဲ့လိုမျိုးပေါ့နော်အလုံးမှာအဆင်မပြေတဲ့ကိစ္စတွေကိုအတွက်ခက်ခဲနေတဲ့ကိစ္စတွေပဲဖြစ်အဲ့ဒါတွေအကုန်လုံးကိုပြန်ပြီးတော့ပြောပြနိုင်ဖို့အတွက်မဖြစ်မနေလေးလာပါမယ်ခုဟာဂျပန်မှာရောက်တာ8လလောက်ရှိပြီးတော့ level ရတရားနေလို့ပါကိုရီးယားဆိုင်မှာလှုပ်ထားဆိုတော့လေဂျပန်လာတဲ့ဧည့်သည်တွေကပဲတရားသဘောကောင်းလာလို့ထင်ပါတယ်။ဘာနဲ့ဘာမှမပြောကြဘူး။ဆိုင်ုံမုန်းတွေဝယ်လာပေးတယ်တချို့ဆိုတောက်ချင်တာတစ်ခုဆိုင်အားဟာယူတောက်သူထည့်ရရှင်းမယ်ဆိုတာမျိုးတွေလည်းရှိတယ်။ရန်အဆင်ပြေတဲ့ဧည့်သည်တွေကကိုကလေ positive ဘိုင်းနဲ့ပြောချင်တဲ့စကားလုံးဆိုရင်တော့မှပဲကိုကစကားမပြောတတ်တော့ကြတော့တစ်ဖက်ကတမျိုးထင်သွားတာတို့ဘာတို့ညာတို့အဲ့လိုမျိုးအခြေအနေရှိနေတဲ့ပုံစံမျိုးဖြစ်နေရပေါ့နော်အဲ့ဒါကြောင့်မို့လို့စာအုပ်တခြားလေးယူဆိုင်ပြီးတော့ပြန်လုပ်ပါမယ်ဒါပေမဲ့စာလုံးနဲ့မနဲ့စားရတာဆိုတော့အစားနဲ့စားနဲ့ဆိုရင်အစားကိုပဲစိတ်ကရောက်ပြီးတော့စားတော်လေးအာရုံစိုက်ယူရတယ်ဒါပေမဲ့တခြားလေးတော့လုပ်ပါတယ်အမကျဲဦးကျော်ကိုဘက်ကိုကြော်ပြီးစားမိခဲ့တော့နည်းနည်းလေးတော့ပေါ့တယ်လို့ခံစားရပါမယ်အငယ်ကြောက်တဲ့လူဆိုတော့ကောင်းပါရဲ့ဗာနေကောင်းတယ်လေကိုချစ်တာဆိုတော့ကောင်းတယ်ရမ်းကောင်းတယ်
လှုပ်ထားတဲ့စာရီတောင်မေ့သွားတဲ့ဒီကောင်းပါတယ်ဘာလို့နဲ့အလုတ်သွားရမယ့်အချိန်ကိုရောက်ပါပြီထည့်ရရှိရာတွေအကုန်လုံးထည့်ပြီးတော့နှကန်းကြီးဆိုပါမယ်လို့ဆိုဖို့ကိုအလားဆုံးလို့ထင်သွားပါတယ်လက်တရရမ်းအေးပြီးတော့လောင်းကုန်တာမို့လို့လက်အိတ်ဝယ်လဲရပါတယ်။အော်ရလှိုင်လို့ခံစားနေရကိုပေးမြမှန်ရှိရမခွာနိုင်တော့ပါဘူးကိုရမ်းလှတယ်ထင်ပြီးတော့ Okay let's go တော့တော့မဲလောက်ထားပြီမကိုတစ်ခါတော့ထပ်ပြန်ကြည့်ပါတယ်အဲ့ချိန်မှာဖုန်းလာပါတယ်ဒါပေမဲ့ချက်ဆုံးတငယ်ချင်းလေးဖြစ်နေတယ်ချက်သုံးချက်ထုတ်ပြီးတော့လောက်သွားတော့မယ်ဆိုတဲ့အကြောင်းကိုပြောပြီးတော့ဖုန်းချလိုက်ပါတယ် bye bye